ကိုကျင်းသိက္ခာနဲ့ပတ်သက်တဲ့သတင်းဆိုးတွေထွက်နေတဲ့ပေါ် post တစ်ခုတင်ကသွယ်ဝိုက်ဖြည့်ရှင်းလာခဲ့တဲ့ခိုင်နှင်းဝေပရာဟိတမင်းသမီးကြီးခိုင်နှင်းဝေကတော့တချိန်ကမြန်မာတိုင်းနိုင်ငံလုံးကပြည်သက်တွေရဲ့ယုံကြည်လေးစားခြင်းကိုခံခဲ့ရတဲ့အမှုပညာရှင်တယောက်ဖြစ်ပေမဲ့လက်ရှိမှာတော့နာမည်ပြသတင်းဆိုးတွေဇက်တိုက်ထွက်ရှိနေကြတာပါခိုင်နှင်းဝေကလွန်ခဲ့တဲ့နှစ်တည်းကပရာဟိတအလုပ်တွေကိုရှေ့ဆုံးကနေဦးစီးဦးဆောင်လုပ်လာခဲ့တဲ့အမှုပညာရှင်တယောက်ဖြစ်ပြီးတဘာဝဘေးတိုင်းမှာလည်းတက်ဆွမ်းသွေးပါဝင်ပြီးတော့ကူညီခဲ့တာပါဒါရင်မကပဲနဲ့နွမ်းပါသူတွေကိုကူညီထောက်ပံ့ပေးတာနဲ့စွန့်ပစ်ခံရတဲ့မိဘမဲ့ကလေးတွေကိုခေါ်ယူမွေးစားပြီးတော့ဂေဟာမှာပြုစုစောင့်ရှောက်ပေးထားတာတွေကြောင့်ပရာဟိတမိခင်ကြီးရဲ့လူတော်မှတင်စားခေါ်ဝေါ်ခဲ့ကြတာပါဒီလိုမျိုးပရာဟိတအလုပ်တွေကိုခိုင်နှင်းဝေကလွန်ခဲ့တဲ့နှစ်တည်းကအခုချိန်ထိအချိန်တစ်ခုကြာအောင်လို့လုပ်ကင်ပေးနေတာကြောင့်ယုံကြည်လေးစားသူတွေလည်းပေါ်များလာခဲ့ပါတယ်အနုပညာရှင်အချင်းချင်းကစားလို့ပြည်သက်တွေကပါခိုင်နှင်းဝေပရာဟိတအသင်းကိုဆက်သွယ်လှူဒန်းပြီးတော့ကုသိုလ်အဖြစ်ပါဝင်လာကြတာပါဒီလိုမျိုးအချိန်တစ်ခုကြာတဲ့အထိလူများလေးစားယုံကြည်တာခံခဲ့ရပေမဲ့အခုနောက်ပိုင်းကာလတွေမှာတော့ခိုင်နှင်းဝေကအကျင့်ပြတ်ခြစားတယ်ဆိုတဲ့သတင်းတွေကထွက်ပေါ်နေကြတာပါငလင်ဘေးရေဘေးတွေမှာအလူရှင်တွေကိုလိုအပ်သလောက်မကူညီပေးတာတွေမမျှတမှုတွေနဲ့တချို့အလူရှင်တွေကစင်းမကိုက်ညီတာတွေစသဖြင့်သတင်းတွေအမျိုးမျိုးထွက်ပေါ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့လူသိရှင်ကြားကိစ္စတစ်ခုဖြစ်တဲ့330မှလွှဲတဲ့အလူရှင်တူကိုငွေပြန်မပေးတာတွေလည်းရှိနေကြတာပါ။ဒါတွေကြောင့်မို့လို့ခိုင်နှင်းဝေကိုအယုံကြည်ကင်းမဲ့လာကြပြီးဝေဖန်မှုတွေရှိလာခဲ့ကြပါတယ်။ခိုင်နှင်းဝေတို့ပရာဟိတအသင်းကအလူငွေတွေကိုမယိုးမသားကြံစည်ရဲဆိုတဲ့ဝေဖန်ချက်တွေအများကြီးထွက်ပေါ်နေတာကြောင့်ခိုင်နှင်းဝေကသွယ်ဝိုက်ဖြည့်ရှင်တဲ့ post တစ်ခုကိုသူ့ရဲ့အကောင့်ကနေပြီးတော့တင်လာခဲ့တာပါခိုင်နှင်းဝေစီမှာအလူငွေလှူဒန်းနေသူတွေကအများကြီးရှိနေတာကြောင့်ငွေမားလွှဲတဲ့ပြဿနာတွေကမကြာခဏကြုံတွေ့နေရတာပါဒါကြောင့်မလို့ဒီတစ်ခါမှလည်းခိုင်နှင်းဝေစီကို330ပြဿနာတော့ငါလို့ငွေမားလွှဲတဲ့ဖြစ်ရတစ်ခုကကြုံလာရပြန်တာပါဒီတစ်ခါမှတော့မှားလွှဲတဲ့ငွေက300တောင်ဖြစ်ပြီးတော့မှားလွှဲတာ TPP ချင်းတစ်ပတ်တွင်မှာပြန်ပေးခဲ့တဲ့အကြောင်းကို post တင်လာခဲ့တာပါ330ပြဿနာမှာတော့ခိုင်နှင်းဝေကအလူရှင်တွေကိုယ်တိုင်ဂေဟာမှာလာရောက်ပြီးတော့မထုတ်ယူတာပါဝင်အလူရှင်နဲ့ငွေအကောင့်ပိုင်ရှင်တို့ကတယောက်တည်းမဟုတ်တာတွေကိုအကြောင်းပြပြီးတော့လာတော်ကြတဲ့အထိပြန်မပေးခဲ့ပါဘူး။ online ပေါ်မှာဟိုလီတကြောဖြစ်နေပေမဲ့အချိန်တော်ကြတဲ့အထိဌာနဆိုင်ရာတွေနဲ့ဆက်သွယ်ပြီးတော့ပြန်မပေးတာကြောင့်အလူရှင်လည်းစိတ်လျှော့သွားခဲ့ရတာပါ။ဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေအတော်များခဲ့တာကြောင့်ခိုင်နှင်းဝေကဒီတစ်ခါ300မှာတော့တပတ်အတွင်းပြန်ပေးပြီးသူ့ရဲ့ဂုဏ်သိက္ခာအတွက်ပြန်ဖက်စေတဲ့အနေနဲ့ post တင်လာခဲ့တာပါအများတင်တယ်လို့မျိုးအလူငွေတွေကိုမှားလွှဲရင်ပြန်မပေးတာမျိုးမရှိပဲအချက်လက်တွေသာမှန်ကန်ရင်ချက်ချင်းပြန်ပေးတယ်ဆိုတဲ့သဘောနဲ့တွယ်ဝိုက်ပြီးတော့ဖြည့်ရှင်းလာခဲ့တာပါဒီတစ်ခေါက်300မှားလွှဲမိခဲ့ကြတာကတော့ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့မ9ရပ်ကွက်သူခမိတ်လန်းနဲ့ထွေးဆန်ဆိုင်မိသားစုကဖြစ်ပြီးဧပြီလကုန်လောက်တည်းကမှားလွှဲမိခဲ့တာလို့သိရပါတယ်။ထွေးဆန်ဆိုင်မိသားစုကလည်းခိုင်နှင်းဝေစီမှာလှူဒန်းနေကြဖြစ်ပြီးဧပြီလပိုင်းအစလောက်မှာတော့ငလင်ပေးအတွက်ငွေကျပ်6သိန်းတီကိုလှူဒန်းခဲ့ပူတာပါ။ဒါကြောင့်မလို့ဧပြီလကုန်ပိုင်းမှာအရင်ငွေလွှဲခဲ့ပူတဲ့ခိုင်နှင်းဝေတို့စီကစလင်ဟောင်းကိုမှားယွင်းပြီးတော့လွှဲမိခဲ့တာပါထွေးဆန်ဆိုင်မိသားစုကဧပြီလကုန်လောက်ကလေးကငွေမှားလွှဲခဲ့ပေမဲ့2လအကြာမှတည်ခဲ့ရတာဖြစ်ပြီးတီဗီချင်းမှာရင်ပိုင်ရှင်အမျိုးသမီးကိုယ်တိုင်ခိုင်နှင်းဝေတို့စီဆက်သွယ်ခဲ့တယ်လို့သိရပါတယ်။ခိုင်နှင်းဝေတို့ဘက်ကလည်းအချက်လက်တွေမှန်ကန်ကြောင်းစုံစမ်းစစ်ဆေးခဲ့ပြီးတော့တည်ကြတဲ့အခါမှာတော့ငွေ300ကိုတပတ်တွင်းမှာပြန်ပေးခဲ့တာပါ။ဒါပေမဲ့ခိုင်နှင်းဝေတို့ဂေဟာရဲ့စီကံရလူကိုယ်တိုင်ဂေဟာကိုတွားရောက်ပြီးတော့ထုတ်ယူရတာဖြစ်လို့ငွေ300ကိုထွေးဆန်ဆိုင်ပိုင်ရှင်အမျိုးသမီးကိုယ်တိုင်တွားရောက်ပြီးတော့ထုတ်ယူခဲ့တာပါ။အလိညာတွေကနေကာကွယ်ဖို့အတွက်အခုလိုမျိုးစီကန်းလှုပ်ထားရတာဖြစ်ပေမဲ့အရင်330မှားလွှဲသူမှာတော့ဒါကပြဿနာဖြစ်ခဲ့ရပါတယ်။ငွေမှားလွှဲသူတွေကရန်ကုန်နဲ့အနီးတစ်ဝိုက်ကမဟုတ်တာကြောင့်လာဖို့အခက်အခဲရှိခဲ့ပြီးတက်တဲ့အခိုင်အမာရှိနေတာကြောင့်ငွေလွှဲအကောင့်ကနေသာပြန်လွှဲဖို့ပြောခဲ့တာပါ။ခိုင်နှင်းဝေတို့ဘက်ကလည်းစီကံအရပြန်မလွှဲပေးနိုင်တာကြောင့်ပြဿနာကပိုဆိုးခဲ့တာပါ။ဒါကြောင့်မလို့ဒီတစ်ခါမှာတော့ခိုင်နှင်းဝေကအချက်လက်မှန်ကန်ပြီးကိုရိုင်းလာယူရင်ပြန်ပေးကြောင်းအကောင့်မှာ post တင်ကသက်သေပြခဲ့တာပါအများတင်တယ်လို့မျိုးအလူငွေမှားလွှဲရင်မယူထားကြောင်းသိရှိစေဖို့အတွက်300မှားလွှဲတဲ့ပြဿနာကိုအခုလိုမျိုးအကျက်တဝင်းအသိပေးလာပြီးတော့ကိုကျင်းသိက္ခာနဲ့ပတ်သက်တဲ့သတင်းဆိုးတွေကိုလည်းတစ်ပတ်လှည့်နဲ့ဖြည့်ရှင်းလာခဲ့တာပါဒီလိုဖြည့်ရှင်းတဲ့အနေနဲ့ post တင်ခဲ့တာကြောင့်ခိုင်နှင်းဝေပေါ်မှာအထင်မြင်လွဲမှားမှုတွေတော့အနှဲငယ်လျှော့ပါသွားခဲ့ရတာပါအရင်ကတည်းကပရာဟိတမိခင်ကြီးဖြစ်တင်စားခံရပြီးယုံကြည်လေးစားသူတွေအများကြီးရှိခဲ့တာကြောင့်နာမည်ပြတ်တွေထွက်နေတဲ့တိုင်အောင်ခိုင်နှင်းဝေဘက်ကရက်တီပေးသူတွေလည်းအများကြီးရှိခဲ့ကြပါတယ်။ဝေဖန်သူတွေလည်းရှိခဲ့ပေမဲ့ယုံကြည်လေးစားသူတွေကတော့အရင်ကလိုမျိုးအမြဲတမ်းလှူဒန်းနေကြတာပါ။ဒါကြောင့်အခုလို post တင်အပြီးမှာတော့အထင်မြင်လွဲခဲ့သူတွေတောင်မှယုံကြည်မှုတွေပြန်ပြီးတော့ရရှိလာခဲ့တာပါ။
တကယ်တမ်းမှာတော့ခိုင်နှင်းဝေကိုဝေဖန်နေကြပေမဲ့အရေးကြုံလာရင်ရွှေစုံကနေကူညီပေးစမြဲဖြစ်တာကြောင့်တချို့ကလည်းခိုင်နှင်းဝေရဲ့မြတ်တာစေတနာတွေကိုထောက်ထားဖို့ပြောဆိုနေကြရလည်းရှိခဲ့ပါတယ်။ကိုကျင်းသိက္ခာနဲ့ပတ်သက်တဲ့သတင်းဆိုးတွေထွက်နေတဲ့ပေါ် post တစ်ခုတင်ကတွင်ဝိုင်းပြီးတော့ဖြည့်ရှင်းလာတဲ့ခိုင်နှင်းဝေနဲ့ပတ်သက်ပြီးတော့ကြည့်ရှုနေကြတဲ့ပရိသတ်တို့ရဲ့အမြင်လေးတွေကိုလည်းပြောပြပေးခဲ့ကြပါအောင်နော်။